အားလုံးပဲမင်္ဂလာပါအလုပ်ခွင်မှာဒါမှမဟုတ်လူမှုရေးကိစ္စတွေမှာတရားဝင်ဆုံးဖြတ်ချက်တစ်ခုခုကိုမဖြစ်မနေချမှတ်ရတော့မယ်ဆိုရင် make a decision ဆိုတဲ့အသုံးကိုသုံးပါတယ် decide ဆိုတဲ့စကားလုံးကစိတ်ထဲမှာတစ်ခုခုကိုဆုံးဖြတ်လိုက်တာမျိုးကိုရည်ညွှန်းလေးရှိပေမဲ့ make a decision ကတော့အခြေအနေတွေကိုမူတည်ပြီးဘာဆက်လုပ်မလဲဆိုတဲ့အဖြေကိုတရားဝင်ထုတ်ပြန်လိုက်တာမျိုးပါဥပမာပေးရရင် I haven't made a decision about the new job offer yet အလုပ်ကန့်လန့်ချက်အသစ်နဲ့ပတ်သက်ပြီးကျွန်တော်ဆုံးဖြတ်ချက်မချရသေးပါဘူးလို့ပြောတာဖြစ်ပါတယ်နောက်တစ်ခုက boss ဒါမှမဟုတ်လုပ်ဖော်ကိုင်ဘက်ကဆုံးဖြတ်ချက်တစ်စုံတစ်ရာကိုအမြန်လိုချင်နေတဲ့အခါ We need to make a decision quickly because the deadline is approaching deadline နီးလာပြီဖြစ်လို့ကျွန်တော်တို့ဆုံးဖြတ်ချက်မြန်ချဖို့လိုပါတယ်ဒီလိုအဓိပ္ပာယ်ဖြစ်ပါတယ်ဆိုတော့စိတ်အေးထားပြီးမှဆုံးဖြတ်ပါလို့အကြံပေးခြင်းရင်တော့ don't rush take your time to make a decision ဆိုပြီးလေသုံးနိုင်ပါသေးတယ်ဟုတ်ပါပြီဒီစကားလုံးလေးကလည်းလုပ်ငန်းခွင်မှာအသုံးဝင်အသုံးတက်လိမ့်မယ်လို့မျှော်လင့်ပါတယ်နောက်ထပ်သင်ခန်းစာတွေမှာထပ်ဆုံကြပါမယ် Happy learning bye bye